ဒီနေ့ဆက်သွားမယ့်အကြောင်းအရာလေးက angle properties ထောင့်ဂုဏ်သတ္တိများဒီထောင့်ရဲ့ဂုဏ်သတ္တိတွေကိုသိခြင်းအဖြစ်မြင်းဖြောင့်တစ်ကြောင်းပေါ်မှာရှိတဲ့ထောင့်အမတ်ဆက်တစ်ခုမှာရှိတဲ့ထောင့်မြင်းတစ်ကြောင်းဖြတ်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ထောင့်အဲ့ဒီထောင့်တွေကလိုအပ်တဲ့ထောင့်ကိုရှာဖွေနိုင်မှာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ဂုဏ်သတ္တိလေးတွေကိုလေ့လာကြည့်ရအောင်ပါဒါကအလယ်တန်းဆင့်ပေါ့နော်6ခု8ခုအတန်းတွေအတွက်တော့လိုအပ်တဲ့ခြေခံလေးတွေဖြစ်ပါတယ်အဲ့တော့တောင်းဂုဏ်သတ္တိတွေကနံပါတ်1ဒီချက်လေးကိုသိရပါမယ် The sum of angles ထောင့်များပေါင်းလိုက် on a straight line မြင်းဖြောင့်တစ်ကြောင်းပေါ်ရှိမြင်းဖြောင့်တစ်ကြောင်းပေါ်ရှိထောင့်များပေါင်းလိုက်သည်180ဒီဂရီဖြစ်ပါလေမြင်းဖြောင့်တစ်ကြောင်းပေါ်ရှိထောင့်များပေါင်းလိုက်သည်180ဒီဂရီဖြစ်ပါလေဒါလေးကမြင်းဖြောင့်အဲ့ဒီမြင်းဖြောင့်ပေါ်မှာ down A down B down C တောင်လေးတွေဖြစ်ပေါ်နေတယ်အဲ့ဒီတောင် A တောင် B တောင် C တို့ကိုပေါင်းလိုက်ရင်180ဒီဂရီပါပဲเนาะဒီတစ်ချက်ကလေးတစ်ချက်မြင်းဖြောင့်တစ်ကြောင်းပေါ်ရှိတောင်များပေါင်းလိုက်ပြီး180ဒီဂရီဖြစ်သည် The sum of angles on a straight line is 180 degree နောက်တစ်ချက်နံပါတ်2 The sum of angles ထောင့်များပေါင်းလိုက် at a point အမှတ်တစ်ခုမှာရှိသောအမှတ်တစ်ခုမှာရှိတဲ့ထောင့်များပေါင်းလိုက်သည်360ဒီဂရီဖြစ်ပါတယ် The sum of angles at the point is 360 degree ဒါလေးကအမှတ်ကလေးတစ်ခုအဲ့ဒီအမှတ်ကလေးမှာ down D down E down F down G လို့ဖြစ်ပေါ်နေတယ်ဒါဆိုရင်အဲ့ဒီတောင်လေးတောင်ပေါင်းတောင်ဒီတောင် E တောင် F တောင် G တို့ပေါင်းလိုက်ပြီး360ဒီဂရီဖြစ်ပါတယ် The sum of angles at the point is 360 degree နံပါတ်3 Vertically opposite angles ထိပ်တူမျက်နှာချင်းဆိုင်တောင်များare equal တူညီကြတယ်မျက်နှာချင်းဆိုင်ထောင့်များထိပ်ဆိုင်ထောင့်များတော့မှလည်းထိပ်တူမျက်နှာချင်းဆိုင်ထောင့်များเนาะအဲ့ဒီကိုခေါ်ပါတယ်အဲ့ဒီထောင့်တွေတူပါတယ်ဒီမှာဆိုရင်မျက်နှာကြောင်ဖြတ်လိုက်တယ်မျက်နှာကြောင်ဖြတ်လိုက်တော့ဒီအပေါ်ကထောင့်နဲ့ဒီအောက်ကထောင့်ဟာထိပ်တူမျက်နှာချင်းဆိုင်ထောင့် opposite angles အပြည့်စုံတော့เนาะ vertically opposite angles ထိပ်တူမျက်နှာချင်းဆိုင်ထောင့်ဒီဘက်ကဘယ်ဘက်ကတောင်းနဲ့ညာဘက်ကတောင်း down Q နဲ့ down S ဒါကထိပ်တူမျက်နှာချင်းဆိုင်တောင်းအဲ့ဒီတောင်းတွေတူပါတယ်တဲ့ vertically opposite angles are equal ထိပ်တူမျက်နှာချင်းဆိုင်တောင်းများတူကြပါတယ် down P နဲ့ down R down Q နဲ့ down S ဒါလေးပါအဲ့တော့တရိကန်နေစတုကန်နေမရောက်သေးပါဘူးเนาะဒီအချက်လက်လောက်နဲ့တချို့မြင်းပြောင်းနေမှာကတောင်းတွေကိုရှာလို့ရပါတယ်တဲ့ Example 1 Find x and y x and y ကိုရှာပါဆိုပြီးတော့မှနံပါတ်1လေးမှာဟောမြင်းပြောင်း3ကြောင်းเนาะအမှတ်တစ်ခုထဲမှာစုံတယ်နောက်ထပ်တောင်းဆွဲလေးတစ်ခုထပ်ပြီးတော့မှပေးထားတယ် s ကိုရှာပါဆိုတော့ဒီမြင်းပြောင်းလေးကိုကြည့်လိုက်ဒီမြင်းပြောင်းလေးရဲ့အပေါ်မှာရှိနေတဲ့ထောင့်တွေအဲ့တော့ဒီဂုဏ်သတ္တိနဲ့သွားပြီးတူမယ် The sum of angles on a straight line ဒါလည်း58ရဲ့ x ရဲ့50ရဲ့အဲ့ဒီထောင့်သုံးထောင့်ကိုပဲစဉ်းစားမယ်ကျန်တဲ့ထောင့်တွေကိုမကြည့်နဲ့เนาะကျန်တဲ့ထောင့်တွေမလိုသေးဘူးအပေါ်ထောင့်လေးကိုပဲကြည့်မယ်အပေါ်တောင်3ခုဟာဘယ်မှာရှိနေလဲ on a straight line
မြင်းပြောက်ပေါ်မှာရှိနေတယ်ဒါဆိုရင်ဒီ3ခုပေါင်းလိုက်ပြီး180ဒီဂရီဖြစ်မယ်ဟောဒါကြောင့်အခါရဲတော့လိုချင်တာက x နော်လိုချင်တဲ့ x 58ဒီဂရီရဲ့50ဒီဂရီရဲ့ပေါင်းလိုက်ရင်180ဒီဂရီဖြစ်ပါတယ်ဒါဆိုရင်ပေါင်းလိုက်လို့အရင်ဆုံးအစင်းစင်းသွားမယ်ဆိုရင်50နဲ့58နဲ့ပေါင်း108ဒီဂရီဒီဘက်က180လိုချင်တာက x လေးကိုလိုချင်တဲ့180ရဲက108နှုတ်လိုက်ပြီဒီလိုသွားလိုက်လို့လည်းရပါတယ်စိတ်ထဲမှာတော့သိရမှာတော့နှစ်ဖက်စလုံးကနေ108ကိုနှုတ်လိုက်တယ်နော်နှစ်ဖက်စလုံးမှာ108နှုတ်လိုက်တယ်ဒီဘက်က108နှုတ်လိုက်တော့အပေါင်း108နဲ့အနု108နဲ့3ညဖြစ်တယ်ဒီဘက်မှာ108နှုတ်မယ်အဲ့တော့ x များချင်း180တဲ့က108နှုတ်ရင်82ဒီဂရီဒါ example ရပြီနောက် y ကိုရှာရမယ် y က y တစ်ခုတည်းကိုသွားမကြည့်ပဲနဲ့နော်ဟောဒီနှစ်ကွက်လုံးကိုကြည့်လိုက်မယ်ဒါဆိုရင်ကိုတတိ3အရာတောက် x နဲ့တောက်အခုခြေထားတဲ့တောက်20ဒီဂရီအပေါင်း y ဟာထိပ်တူမျက်နှာချင်းဆိုင်တောင်းဖြစ်တယ်ဒါကြောင့် x ဒီနော်ဒီဘက်က x ဒီဘက်ကိုထားလိုက်မယ် x ဒီဘာနဲ့တူလဲ20ဒီဂရီအပေါင်း y နဲ့တူတယ် y ကိုရှာမှာမလို့ y ကိုဒီဘက်ခဏတခါလေးဘယ်ဘက်မှာထားတော့လိုက်တာပေါ့နော်ကိုနားလည်ရပါတယ်အဲ့တော့ဒီတော့ y အပေါင်း20ဒီဂရီတော့မယ်20ဒီဂရီအပေါင်း y နော်ကြိုက်တယ်လို့ရေးလိုက်ပါဟောဒီတော့ဟာသူ့ရဲ့ထိပ်ဆိုင်တော့ဖြစ်တဲ့ x နဲ့ညီပါတယ်ဒါဖြစ်ရင်ဒီဘက်ကတော့20ဒီဂရီအပေါင်း y ခဏထားအောင် x ကဒီမှာ80နှစ်ဆိုတော့ s ရဲ့အောက်မှာ80နှစ်ဒီဂရီသွားပြီးရင် y ကိုရှာမယ်ဆိုတော့နှစ်ဖက်စလုံးကနေ20ကိုနှုတ်အဲ့တော့80နှစ်အနှုတ်20ဒါဆိုရင်50နှစ်ဒီဂရီဟောဒီလိုလေးပါအခြေခံလေးတွေပေါ့ဘယ်လိုလုပ်ရမလဲဆိုတာလေတန်းစင်ကလေးတွေအနေနဲ့တော့ဒါစဉ်းစားရမှာပေါ့နော်ဒါလေးပါအဲ့တော့ဒါကပထမပိုင်းတစ်ပုဒ်ကဲ example 2ဒီမှာတော့ကတော့သူက sum of angles on a straight line သုံးထားတဲ့ဂုဏ်သတ္တိကနော်မြင်းပြတစ်ကြောင်းပေါ်မှာရှိတဲ့တောင်များပေါင်းသတ္တိ180ဖြစ်တယ်ဆိုတာကိုလည်းသုံးသွားတယ်ပြီးတော့မှထိပ်ဆိုင်တောင်ဂုဏ်သတ္တိကိုလည်းသုံးသွားတယ်ဒီမှာကျတော့ထိပ်ဆိုင်တောင်မရှိပါဘူးမြင်းပြောင်လည်းမရှိပါဘူးနော်မြင်းပြောင်ကြီးတစ်ဆက်တည်းမြင်းပြောင်ဖြစ်နေတာလည်းမရှိဘူးအဲ့တော့ဂုဏ်သတ္တိ1ဂုဏ်သတ္တိ2သုံးလို့မရဘူးဂုဏ်သတ္တိ1ဂုဏ်သတ္တိ3သုံးလို့မရဘူးဂုဏ်သတ္တိ2အမှတ်တစ်ခုမှရှိတဲ့ထောင်များဟောအမှတ်တစ်ခုမှရှိတဲ့ထောင်များဒါလေးကအမှတ်ကလေးတစ်ခုအဲ့တော့အမှတ်တစ်ခုမှရှိတဲ့ထောင်များ the sum of angles တောင်များပေါင်းလား at the point အမှတ်တစ်ခုမှရှိတဲ့တောင်များပေါင်းလားဒီ360ဒီဂရီနဲ့ညီတယ်ဆိုတော့ဒါလေးကဒီဟာလေးကတစ်ချက်သိရပါဒါလေးကတောက်မှန်လို့ပြထားပါအဲ့တော့တောက်မှန်ဆိုတာ90ဒီဂရီလို့ကိုယ်ကသိပြီးသားဒါဆိုရင်တောင်4တောင်ရှိဖြစ်နေတယ်1 2 3 4နော်4တောင်မှာ3တောင်သိပြီဒါလေးကတောင်မှန်ဒါ80ဒါ65ဆိုရင် z ရှာလို့ရပြီအဲ့တော့အားလုံးပေါင်းရင်360အဲ့တော့တခါလေးခတ်တက်သွားကြရင် z ညီမြချင်း360တဲကနော်360တဲက
တောင်းမှန်90ရဲ့80ရဲ့65ရဲ့ပေါင်းပြီးတော့မှနှုတ်လိုက်ဒီလိုလေးအဲ့တော့မပေါင်းခြင်းဘူးဆိုရင်လည်းပဲတစ်ခုချင်းနှုတ်နော်တစ်ခုချင်းတစ်စင်ချင်းနှုတ်သွားဆိုလိုတာကတော့ရှင်းမှာအနှုတ်ရှိတဲ့ green လေးကိုဖြုတ်လိုက်ပြီဆိုပါလို့ဒါတွေအားလုံးမှာအနှုတ်ဖြစ်သွားတယ်လို့နော်မှတ်ခဲ့ရဘူးလေဒါလည်းရပါလားနော်တစ်ချိန်နဲ့နှုတ်တာမဟုတ်ဘဲနဲ့3ကဆက်နှုတ်ပေါ့ဒီလိုလဲတွက်လို့ရပါတယ်အဲ့တော့360တဲက90နှုတ်ပြီးရင်တခါ80ထပ်နှုတ်ပြီးရင်တခါ65ထပ်နှုတ်နော်ဒါကဘယ်လိုပဲတွက်တော့ပါကိုအာတန်လို့ပေါ့နော်အဲ့လိုလဲတွက်လို့ရပါတယ်လို့များသောအားဖြင့်တော့ဒီ3ခုကိုပေါင်းပြီးတော့မှနှုတ်နော်အဲ့ဒီလိုလေးတွက်ကြတာများပါတယ်အဲ့ဒါတော့ထားလိုက်ရအောင်90နဲ့80ပေါင်း160 65နဲ့ပေါင်း225နော်225ဒါတော့စိတ်သက်နဲ့လည်းရတော့ပြီပေါ့90နဲ့80ပေါင်း160ဒါ60ဆိုတော့225ဆို225ဒါဆိုရင်360တဲက225နှုတ်နော်360တဲက225နှုတ်135ရမယ်135ဒီဂရီရမယ်အဲ့တော့ z ညီများချင်း135ဒီဂရီနော်ပြန်တွက်ပေါင်းကြည့်မယ်ဆိုရင်35နဲ့25နဲ့ပေါင်းတာက60တင်းနဲ့9နဲ့ပေါင်းတာက360နော်ဒီလိုလေးသွားလို့ရပါတယ်အဲ့တော့ကိုယ်အဆင်ပြေတယ်လို့ပေါ့ပေါင်းပြီးမှနှုတ်တော့မှလည်းတောက်လျှောက်ဒီနှုတ်သွားလဲရတယ်အဲ့တော့ဒါလေးတွေကပုံနဲ့မရောက်သေးဘူးပေါ့တပိကနေစတုကနေတော့အဆင့်တော့မရောက်သေးဘူးနော်အဲ့ဒီအဆင့်မရောက်ခင်တောင်းတွေကိုရှာတဲ့အခါမှာနော် inner properties တောင်းဂုဏ်သတ္တိ3ခုနော်ဒီ3ချက်ကိုသုံးပြီးတော့မှတွက်သွားတာပဲဒါကြောင့်ဒီ3ခုကတော့ရနေရမယ်သိနေရမယ်1မြင်းဖြောင်းတစ်ကြောင်းပေါ်ရှိတောင်များပေါင်းလက်သည်180ဒီဂရီ2အမတ်တစ်ခုရှိတောင်များပေါင်းလက်သည်360ဒီဂရီ3ဒီပြန်တစ်ကြောင်းဖြတ်ကြတဲ့အခါမှာထိတ်ဆိုင်တောင်းနေဖြစ်လာမယ်အဲ့ဒီထိတ်ဆိုင်တောင်းများတူကြသည်1မြင်းဖြောင်းတစ်ကြောင်းပေါ်ရှိတောင်များပေါင်းလက်သည်180ဒီဂရီ2အမတ်တစ်ခုရှိတောင်များပေါင်းလက်သည်360ဒီဂရီထိတ်တူမျက်နှာချင်းဆိုင်တောင်းများတူညီကြသည်အဲ့ဒီအချက်3ချက်ကိုအသုံးပြုပြီးတော့မှဒီပုံစံလေးကိုတွက်သွားတာပဲအဲ့တော့လေ့ကျင့်ခန်းလေးတွေဒါကပုံနေမှာပါသေးဘူးတပိကန်နေအဆင့်မရောက်သေးဘူးနောက်ဆိုရင်တပိကန်နေရောက်လာမယ်စတုကန်နေပါလာမယ်အနေနဲ့စတုကန်နေစတုယန်နေ rhombus တွေ trapezium နေเนาะအဲ့လိုလေးတွေပါလာပါမယ်ကဲလေ့ကျင့်မယ်ဆိုပါစို့လေ့ကျင့်ငန်းဒါလေးလေ့ကျင့်လို့ရပါတယ်မြင်းပြနှစ်ကြောင်းစုံတယ်မြင်းပြနှစ်ကြောင်းဖြတ်တယ်ထိတ်ဆိုင်တောင်လေးတွေရှိတယ်နော်60နဲ့ဒီ2000ပေါင်းတဲ့ကတူညီတယ်တတိယစီမီအရာတတိယဂုဏ်တတိအရာပေါ့နော် vertically opposite angles are equal ဒီမျက်နှာကြောင်ဖြတ်တယ်ဒါလေးကထိဆိုင်တော့တစ်ခုဒီဘက်ကထိဆိုင်တော့မှနှစ်ခုဖြစ်နေတယ်နော်အဲ့တော့ထိဆိုင်တော့စီမီအရာဂုဏ်တတိအရာ x နဲ့31ပေါင်းတာဟာ60ဒီဂရီနဲ့ညီတယ်ဒါဆိုရင် s ကိုဘယ်လိုရှာမလဲနော်ရှာလို့ရပါတယ်ဒီကလေးနောက်တစ်ပုဒ်ကိုယ်တိုင်တွေ့လို့ရပါတယ်ဟော 5x ပေါ့လေနော်သူရဲ့ညွှန်ကြားချက်ကတော့ 5x
in a figure ပေါ့ဟုတ်လားပုံမှာ s ကိုရှာပါဒီလိုလေးပြထားတယ်ဒါကထောင်းလက်တာနှစ်ခုဒီအမှတ်လေးမှာစုံတယ်မြင်းပြောင်းမရှိဘူးဒီကုန်တတ်တိတွေနဲ့ဆက်ဆက်ကြည့်လိုက်မြင်းပြောင်းပါလားမြင်းပြောင်းမရှိဘူးเนาะဒီနှစ်ခုထောင်းလက်တာနှစ်ခုကတော့เนาะမြင်းပြောင်းတော့ပြောင်းတာပေါ့ဒါပေမဲ့အဲ့ဒီမြင်းပြောင်းကိုပြောတာမဟုတ်ဘူးဒီမြင်းနဲ့အကြောင်းတစ်ဆက်တည်းဖြစ်နေတာကိုပြောတာမြင်းပြောင်းပေါ်မှာတောင်းရှိနေတာမဟုတ်ဘူးเนาะအဲ့တော့တက်ကုန်တတ်တိမဟုတ်ဘူးနှစ်အမှတ်တစ်ခုရှိတောင်းများเนาะအမှတ်တစ်ခုရှိတောင်းများဒါအမှတ်တစ်ခုရှိတောင်းများပဲအဲတောင်းလေးကတစ်ခုရဲလို့မမြင်နဲ့ဒါနှစ်ခုအကိစ္စကြည့်ကြည့်လိုက်ဟောဒါလေးကတောင်းတစ်ခုဟော x လို့သတ်မှတ်ထားတယ်ပေးထားတဲ့တောင်းလေးကတစ်ခုဒါဖြစ်ရင်သူ့အပြင်ကဟောဒီဝိုင်းပြထားတဲ့ဒါလေးဒီအနီနဲ့ဝိုင်းထားတဲ့တောင်းလေးကတစ်ခုအဲ့တော့အမှတ်ဆက်တစ်ခုရဲ့နော်ပတ်ဝန်းကျင်မှာဘေးမှာတောင်း2000ဖြစ်နေတာThe sum of angles at a point is နော်အမှတ်တစ်ခုမှာရှိတဲ့တောင်များပေါင်းလိုက်ဒီ360ဖြစ်ရမယ်အခုအမှတ်တစ်ခုမှာ2000ရှိနေတယ်ဒါလေးကနော်တောင်ကျင်းလေးဒါလေးကတောင်ပြန်လေးတောင်ကျင်းနဲ့တောင်ပြန်နဲ့တောင်နာမည်နဲ့ပြောရင်တောင်ကျင်းတောင်ပြန်2000ဖြစ်နေတယ်နော်ဒါတောင်ပြန်လို့ခေါ်တယ်180ကျော်သွားပြီနော်360မပြည့်သေးဘူးအဲ့တော့2000ဖြစ်နေတယ်အဲ့ဒီ2000ကဘယ်မှာရှိနေတာလဲအမှတ်တစ်ခုမှာရှိနေတာအဲ့ဒါဘွိုင်းအမှတ်တစ်ခုမှာရှိနေတာဒါဆိုရင်ဒီနှစ်ခုပေါင်းနေပါနဲ့ညီမလဲ360နဲ့ညီမယ်ဒါကြောင့်တွက်မယ်ဆိုရင် x အပေါင်း330ညီမျှခြင်း360အဲ့ဒီကနေ s ကိုရှာလို့ရပြီဟောဒီသဘောလေးဟုတ်တယ်ဘောနံပါတ် C ဒါကတော့ဒီဂုဏ်တတ္တိသုံးခုနဲ့ပဲเนาะစဉ်းစားကြည့်ထိတ်ဆိုင်တော့မရှိဘူးဘာဖြစ်လဲဆိုတော့မြင်းနှကြောင်းဖြတ်သွားတာမျိုးမရှိဘူးထိတ်ဆိုင်တော့သုံးစရာမလိုဘူးနောက်ပြီးတော့အမှတ်တစ်ခုဆိုရင်လည်းပဲအောက်ပိုင်းမှာကတောင်းနေမပါပါဘူးเนาะဒီအောက်ကတောင်းကိုရှိတော့ရှိတယ်မပေးထားဘူးအောက်မှာတောင်းရှိတယ်တောင်းဖြောင်းပေါ့အောက်မှာလည်းတောင်းဖြောင်းရှိနေတာပေါ့နော်သို့တော့အဲ့ဒါကိုမပေးထားဘူးဒါဆိုရင်သူဒီဘယ်ဂုဏ်တတ္တိကိုသုံးရမှာလဲကိုစဉ်းစားဟောဂုဏ်တတ္တိ၃ခုပဲရှိတယ်လောလောဆယ်ဒီ၃မျိုးနဲ့ပဲနော်ဖြည့်ရှင်းလို့ရတယ်အဲ့တော့မြင်းဖြောင်းတစ်ခုပေါ်ရှိတောင်းများပေါင်းလိုက်ပြီး the sum of angles on a straight line is 180 degree တဲ့ဒီ၃ခုပေါင်းရင်180 degree เนาะဒီဂုဏ်တတ္တိ1ကိုပေးထားတာဒါနဲ့တွေ့ရမှာအဲ့တော့ x အပေါင်း38 degree အပေါင်း40 degree ညီမျှခြင်း180နဲ့ညီလိုက်เนาะ98အဲ့တော့102ပေါ့ x က102တခါလေဟောဒါတော့စိတ်နဲ့တွဲလိုက်တာပေါ့တကယ်ကိုယ်တိုင်ချက်တက်ကြည့်ရမယ်เนาะတွေ့ရမယ်လူတွေပေါ့မတွေ့ဘဲနဲ့စဉ်းစားမဲ့လူတွေလည်းစဉ်းစားလို့ရတာပေါ့ကဲနောက်တစ်ခုနံပါတ် D ဒါလည်းပဲဂုဏ်တတ္တိ၃ခုတည်းကဘယ်ဂုဏ်တတ္တိနဲ့သုံးမလဲ၃မျိုးစလုံးပဲသုံးမလား၂မျိုးလားတစ်မျိုးလားစဉ်းစားကြည့်ရအောင်အမှတ်တစ်ခုရဲ့ပတ်ပတ်လည်တောင်းနေအကုန်မပေးထားဘူးအောက်တစ်ချမ်းကမပါလာဘူးเนาะထည့်တွေ့ရင်တော့180ထည့်ပြီးတွေ့ရမယ့်သဘောမျိုးပေါ့နော်အောက်မှာ180ရှိသေးတာအပေါ်180အောက်က180ရှိတာဟုတ်သူကအဲဒါကြီးကိုကြံပါပြီးသုံးမယ်ဆိုရင်တော့အောက်ကမမြင်ရတဲ့180ပါကွာထည့်ပေးလိုက်အားလည်းပဲရပါနော်ဒါပေမဲ့လို့ထုံးစံတော့မဟုတ်ဘူးတော့သိပြီးတော့ကဲမြင်းနှကြောင်းထိတ်ဆိုင်တော့ဖြစ်အောင် vertically opposite angle ရှိလားမရှိဘူးဟာ2လည်းမဟုတ်3လည်းမဟုတ်ဘူးဒါဆိုရင်1ဘာဖြစ်လို့လဲမြင်းဖြောက်တဲ့ကြောင်းပေါ်မှာရှိတဲ့တောင်းတွေပေးထားတာThe sum of angles on a straight line is 180 degree. တောင်းဘယ်နဲ့တော့4တောင်း1 2 3 4ဒါ40နဲ့ဒါ28ဒါလေးကတောင်းမှပြထားတယ်ဒီမှာသင်္ကေတလေးနဲ့ပဲပြထားတယ်ဒါဆိုရင်90 degree ဒါဆိုရင်4တောင်းပေါင်း x အပေါင်း
28အပေါင်း90အပေါင်း42ညီမျှခြင်း180ဒီဂရီကနေနော် S ကိုရှာလို့ရပြီအဲ့ဒီသဘောလေးနော်နောက်ထပ်ဥစ္စာတွေကတော့ရှိသေးတယ် A B C D E ဘယ်နာတကူလားဒီဘုံမှာရေးနေရဆွဲနေရရင်เนาะအချိန်ကြာနေမှာဆိုလို့အဲ့တော့နံပါတ် E straight line ရှိလားမြင်းပြောင်းဖြစ်နေလားမရှိဘူးဒါဆိုရင် quantitative တစ်ပယ်လိုက်တော့ particularly opposite angles အချင်းချင်းမြင်းပြောင်းချင်းချင်းဖြတ်ပြီးတော့မှထိဆိုင်တောင်းနေဖြစ်နေလားမရှိဘူးပယ်လိုက်တော့အဲ့ဒီ quantitative မဟုတ်ဘူးဒါဆိုရင်at the point အမှတ်တစ်ခုမှာရှိတဲ့ down တွေအကြောင်းဒါကြောင့် the sum of angles at the point is 360 degree တပတ်လုံးเนาะအမှတ်တစ်ခုရဲ့ဘေးမှာ down 3000ပေးထားတယ်ဒီဘက်က down x လေးဒီဘက်က down 130ဒီဘက်က68အဲ့တော့ x အပေါင်း68အပေါင်း130ညီမျှခြင်း360ဒါဆိုရင်ဒီနှစ်ခုပေါင်းပြီးတော့မှ360တဲ့ကနှုတ်လိုက်ရင် x တန်ဖို့ရပြီเนาะအဲ့တော့ဒီချိန်ကလေးက5ခုနမူနာလေးကနှစ်ပုတ်ရှင်းပြထားတယ်ပြီးတော့ဂုဏ်တတ္တိလေးက3ခုအဲ့ဒီဂုဏ်တတ္တိလေးနဲ့ချိန်ပဲလက်တွေ့ဒီအစဉ်ပုံစံလောက်တော့ဖြည့်ရှင်းလို့ရတယ်ဒါကြောင့်ဂုဏ်တတ္တိလေး3ခုကိုအလွတ်ကျက်စရာတော့မလိုဘူးသိထားရင်ရပါပြီ